ဂျပန်နိုင်ငံအရှိမြောက်ပိုင်းမှာ Yitsuke 9.6 အဆင့်ရှိအင်အားပြင်းကလင်တစ်ခုလှုပ်ခတ်ခဲ့ပြီးထောင်ပေါင်းများစွာသောဒေသခံတွေကိုနေအိမ်တွေကနေထွက်ခွာပြီးအာဏာပိုင်တွေကအမိန့်ထုတ်ချပါတယ်။အဲ့ဒီငလင်ဟာဒေသစံတော်ချိန်ည7:15မိနစ်မှာအာအိုမိုရီဒေသကန်ယိုတန်မှာ80ကီလိုမီတာခန့်အကွာမီအောက်အနက်50ကီလိုမီတာမှာလှုပ်ခတ်ခဲ့တာလို့ဂျပန်မိုးလေဝသအေဂျင်စီကဆိုပါတယ်။ကနိုးမှာဆူနာမီသတိပေးချက်တွေထုတ်ပြန်ခဲ့ပေမဲ့ယခုခါရုပ်သိမ်းလိုက်ပြီထင်ပါတယ်။ငလင်ကြောင့်ယူခွန်းတယောက်ထပ်မနဲ့ဒဏ်ရာရခဲ့ပြီးနောက်ဆက်တွဲငလင်တွေကိုတတိထားကြဖို့ဒေတာခန်တွေကိုဝန်ကြီးချုပ်တာကာအီချီကတိုက်တွန်းထားပါတယ်။ပရိဘောကနှင့်ပစ္စည်းတွေကိုလုံခြုံစွာသိမ်းဆည်းထားတာလိုမျိုးနေ့စဉ်ငလျင်ကျူတင်ပြင်ဆင်မှုတွေကိုလှုပ်ဆောင်ဖို့နဲ့တုံခါမှုခံစားရပါကချက်ချင်းထွက်ခွာဖို့ပြင်ဆင်ထားကြဖို့သူကတတိပေးထားပါတယ်။ရိုက်တာသတင်းဌာနရဲ့အဆိုအရဒေတာခန်9000ကျော်ကိုနေအိမ်တွေကထွက်ခွာဖို့အမိန့်ထုတ်ပြန်ထားတယ်လို့ဆိုပါတယ်။အစိုးရဟာငလျင်ဆိုင်ရာတုံ့ပြန်ရေးရုံးတစ်ခုဖွင့်လှစ်ထားပြီးအရေးပေါ်အဖွဲ့တစ်ဖက်ကိုဖွဲ့စည်းထားကြောင်းအစိုးရအဖွဲ့အတွင်းရေးမှူးချုပ်မီနိုရူကီဟာရကပြောပါတယ်။မိမိတို့အနေနဲ့ပျက်စီးဆုံးရှုံးမှုကိုအကဲဖြတ်ဖို့နဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေအပါအဝင်အရေးပေါ်ဘေးအန္တရာယ်တုံ့ပြန်ရေးအစီအမံတွေကိုအကောင်အထည်ဖြောဖို့အစွမ်းကုန်ကြိုးစားလျက်ရှိပါတယ်လို့သူကပြောပါတယ်။ငလျင်ကြောင့်အရှိမြောက်ကန်ယိုတန်းတလောက်ရှိကြီးစံရထားဝန်ဆောင်မှုတွေကိုရပ်ဆိုင်းထားပါတယ်။ဟီဂါရှီဒိုရီနဲ့အိုနာဂါဝနျူကလ ဓာတ်အားပေးစက်ရုံတွေမှာငလျင်ကြောင့်ထိခိုက်မှုမရှိဘူးလို့တိုဟိုကူ Electric Power ကပြောပါတယ်။ဒါအပြင်ရခိုင်ဆူနာမီကြောင့်ပျက်စီးပြီးပိတ်ထားတဲ့ဖူကူရှီမာနျူကလ ဓာတ်အားပေးစက်ရုံတွေမှာလည်းဘာမှထိခိုက်တာမတွေ့ရဘူးလို့အာဏာပိုင်တွေကပြောပါတယ်။